အာရခပေတူပေသပေါင်းအောင်စုကိုကာရောပါကျွန်တော်ဒီနေ့ခါအာရခနိုင်ငံရာသတန်တွေကိုပလာဝစာဖဲပါတယ်ကျွန်တော်တို့ဒီနေ့ခါအာရခနိုင်ငံရာသတန်ကဖဲပါစာကရခိုင်ပြည်ကြောက်ပရိုမိုနေမှာဖဲပွန်နေတဲ့တိုင်ပင်မှာအခနဲ့စင်းတဲ့စခန်းတစ်ခုကိုအာရခတက်တော့အေကတိုက်ခဲရောအကမ်ဘတ်ဆက်ကော်မရှင်ကစိုက်တာစေရသေးဆုံးပြီးအာရဖန်လေရိုင်းပါတယ်ဆိုပြီးကျွန်တော်တင်လာပါတယ်ကျောက်ဖြူမြို့နယ်တိုင်းရှောင်းဖက်ကနေစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကိုမက်လာ31ရက်နေ့နေ့လယ်ပိုင်းကအရခတက်တော် AA ကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအခုလိုစစ်တပ်ဘက်ကထိခိုက်ကြဆုံးမှုတွေများခဲ့တာလို့မြေပြင်စစ်ရေးတရေရင်းမြစ်ကိုပြောပါရယ်တပတ်လောက်အကြာညှိတက်နေတဲ့ကျောက်ဖြူတိုက်ပွဲဟာမနေ့ကမက်လာ31ရက်နေ့မှာပြန်လည်ဖြစ်ပွားလာခဲ့ပြီးတနက်ပြစ်ခတ်တန်းတွေကိုအဆက်မပြတ်ကြားနေရတယ်လို့ကျောက်ဖြူဒေသခံအမျိုးသမီးတယောက်ကလည်းပြောပါရယ်ကျောက်ဖြူတိုင်းရှောင်းစင်နဲ့အနီးအနားပတ်ဝန်းကျင်တချို့မှာစစ်ကော်မရှင်စစ်သားတွေဟာစစ်ကြောင်းထိုးတာကင်းလှည့်တာတွေပြုလုပ်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်ရှင်။နောက်ပြီးကျွန်တော်တို့အာခုတတန်းလာသပါချာကရခိုင်ပဲပကူတဲ့ပဒမှုနဲ့ဟင်းလေကာပါချာစင်ငါကိုအာခတ်တဲ့တော့အေနာမဟာမီပူပွန်တော်လည်းဖွေးစနာပုံပိကေတက်ခဲတော့အကမ်ဘက်ဆက်ကော်မရှင်ကစခန်းကိုထားလို့ပိကေနောက်ဆုံးထားပါတယ်ဆိုပြီးကျွန်တော်သိနေရပါတယ်။မြန်မာစစ်တပ်ဟာကပ္ပစ16အနီးမှာမကြဆိုသလိုစစ်ကြောင်းထိုးလှုပ်ရှားမှုတွေရှိနေပြီးအေးထိန်းချုပ်ထားတဲ့နေမြေတွေဘက်ကလည်းမကြခဏလေရင်တွေ drone တွေပစ်ခတ်တိုက်ခိုက်မှုတွေကိုပြုလုပ်နေတယ်လို့သိရပါတယ်။အေးနဲ့ပူပါမဟာမိတ်တပ်ဖွဲ့တွေကအပိုင်ရနိုင်တဲ့နေရာတွေဘက်ကနေဖြတ်တောက်တိုက်ခိုက်မှုတွေရှိနေတာကြောင့်စစ်ကော်မရှင်ဘက်ကတိုက်ပွဲရိုင်းလိုလိုမှာအရှုံးပေါ်နေရတယ်လို့စစ်ရေးတရေရင်းမြစ်တွေကပြောကြပါတယ်။တောင်ကုတ်ပတောင်ကားလန်ဘော်ကကပ္ပစ16ရဲ့အဓိကကာကင်းစခန်းကုန်းဖြစ်တဲ့ .63 စခန်းကုန်းကိုအေအေကတင်ပိုက်ပြီးတဲ့နောက်ကပ္ပစ16နဲ့အနီးအနားပတ်ဝန်းကျင်အပါအဝင်ရိုးပေါ်ကလေးလောက်တောင်ပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားမှုတွေရှိနေတာဟာလနဲ့ရှိနေပြီလည်းဖြစ်ပါတယ်။နောက်ပြီးကျွန်တော်တို့အာခုတနာနေပါစားကရခိုင်ပဲဆိုင်တဲ့မျိုးနဲ့ငါပလီမျိုးနဲ့ကိုအကမ်ဘက်ဆက်ကော်မရှင်ကဝိုင်တဇီနာဇိုက်ပိုက်တနာဇီနာဘုံကတဲ့ခိုင်နေပါတယ်ဆိုလို့ပြီးကျွန်တော်သိနေရပါတယ်ကနဦးသတင်းတွေအရဒီကနေ့နေ့လယ်12နာရီလောက်ကစတင်ပြီးတော့တရဆက်ဘုံကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့တန်ရွေးဒေသခံတယောက်ကပြောပါရယ်တန်ရွေးဘော်လုံးကွင်းနဲ့ငပလီမှာကြားရောက်ပောက်ကွင်းမှုတွေရှိတယ်လို့ဆိုပါရယ်လူထိခိုက်မှုနဲ့ပျက်စီးမှုတွေရှိတယ်လို့ပြောဆိုကြပေမဲ့အသေးစိတ်ထိခိုက်မှုအခြေအနေတွေကိုတော့လက်ရှိရုပ်တံရိုက်ကူးနေချိန်နေ့လယ်2နာရီအထိကိုအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးနောက်ပြီးကျွန်တော်တို့အာခုတတန်းလာသပါစားကအာရခတ်နိုင်ငံပွင့်ရီဂရုံတို့မတရာဝန်ဘရိကေဘန်ဒိချနိုင်ငံငါဖိုင်သမာတီမတရာငါဖိုင်နေတော့နာအာရခတ်တဲ့တော်ကဖိုင်ထားလေရငါဖိုင်သမာတီကိုပရင်ရောဘန်ဒိချနိုင်ငံကနေခါဆောင်တဲ့ BCP တို့အဲလဲပါတယ်ဆိုလို့ပဲကျွန်တော်သိလာပါတယ်ဒီဆိုဘင်္ဂလားဒေ့ရှ်နိုင်ငံကကျွန်တော်အာရခတ်ပန်လီပိုင်နာတော့မှာငါခုပဲနေကြတယ်လာခတဲ့မတ်လာနိုင်စနာချော်ရနိုင်ငံမိုဖာဘာခနိုင်နေတဲ့အချိန်လောက်ခါဘန်ဒိရှနိုင်ငံကငါဖိုင်သမာအာရခနိုင်ငံရီဂရုံတို့မတရာဝန်လို့ပြီးကငါဖိုင်နေတဲ့အချိန်ခါအာရခတဲ့တော့အေကလာလို့ပြီးကဘန်ဒိရှနိုင်ငံကမတရာဝန်လို့ပြီးကငါဖိုင်နေတဲ့စီလီယာကိုငါဖိုင်ဘောဆုံစီအပါဝန်ဖန်လို့ပြီးကယူခါပါတယ်ဆိုလို့ပြီးကယူခါလို့ပြီးတဲ့အချိန်ခါလေရာပြီးတဲ့အချိန်ခါအေပရီတရာနင်ကဘန်ဒိရှနိုင်ငံကနေခါဆောင်တဲ့ BCP နာဆောက်ဆင်လို့ပြီးကဘန်ဒိရှနိုင်ငံနေခါဆောင်တဲ့ BCP ကိုအာရခတဲ့တော့အေကဘန်ဒိရှနိုင်ငံကငါဖိုင်သမားစီလီယာကိုပရင်တော့အဲလဲပါတယ်ဆိုလို့ပြီးကျွန်တော်သိနေတာပါတယ်ကျွန်တော်တို့ဒီနေ့ခါအာရခနိုင်ငံရာသသန်းငါရလောက်ပါလေကျွန်တော်ဒီနေ့ခါဒီဗီဒီယိုရှိကိုရမှာဆုံးခဲ့ပါတယ်အာရခပေတဲ့ပေသပေါင်းအောင်လို့ဆိုကုန်ကြတော့ပါ